စစ်ပွဲတွေဟာကိုယ်ကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုယ်ကတိုက်မှာသူကပြစ်ကိုယ်ကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လှန်သူနိုင်ကိုယ်နိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရပ်ဆိုင်သွားမှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့တုံးနဲ့တူချစ်နှံ့အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျောလင်းတဲ့ငြိမ်းချမ်းရေးဆိုတာရတာဖြစ်တယ်ဘယ်တော့မှရန်ကိုရန်နဲ့တုံ့လို့မပြောက်ဘူးဆိုတဲ့သဘောတရားနေရပါကြီးဟာအမတန်မှမှန်ကန်ပါတယ်စစ်ပွဲတွေဟာကိုယ်ကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုယ်ကတိုက်မှာသူကပြစ်ကိုယ်ကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လှန်သူနိုင်ကိုယ်နိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရပ်ဆိုင်သွားမှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့တုံးနဲ့တူချစ်နှံ့အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျောလင်းတဲ့ငြိမ်းချမ်းရေးဆိုတာရတာ